တစ်သားပေါ်မှာယွန်းတဲ့ပုံစံဖော်ခြင်းကိုပြသမှာဖြစ်ပါတယ်။တစ်သားပေါ်မှာဆေးကိုကိုလိုချင်သလောက်တစ်ထပ်ချင်းတင်ပြီးကော်ဘတ်ပြန်စားရတဲ့ပုံစံဖြစ်ပါတယ်။အသုံးပြုမဲ့ပစ္စည်းတွေကိုတန်ရှင်းရေးပြုလုပ်ရပါမယ်။ကော်ဘတ်အစင်းစင်စားပါမယ်။ကော်ဘတ်နံပါတ်60နဲ့စားပါမယ်။တန်ရှင်းရေးပြုလုပ်ပါမယ်။ကော်ဘတ်နံပါတ်80နဲ့စားပါမယ်။တန်ရှင်းရေးပြုလုပ်ရပါမယ်။ကော်ဘတ်နံပါတ်100နဲ့စားပါမယ်။တန်ရှင်းရေးပြုလုပ်ရပါမယ်။ကော်ဘတ်နံပါတ်150နဲ့စားပါမယ်။တန်ရှင်းရေးပြုလုပ်ပါမယ်။ပြီးရင်အသင့်ဖြော်ဆက်ပြီးသား PUC လာတကုတ်တင်ပါမယ်။ဆေးကိုနှံ့ဆက်အောင်မှွေပြီးမျက်နှာပြင်ပေါ်သို့တုပ်သွေးရပါမယ်။6သွေးချိန်2နာရီအထက်ထားပေးရပါမယ်။ဒါကတော့အသင်း6သွေးချိန်ထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။တန်ရှင်းရေးပြုလုပ်ပေးရပါမယ်။ကော်ဘတ်နံပါတ်280နဲ့စားပေးရပါမယ်။တန်ရှင်းရေးပြုလုပ်ပေးရပါမယ်။ပြီးနောက်ကိုလိုချင်တဲ့အယောင်ကိုတစ်ထပ်ချင်းမှုတ်ပေးရမှာဖြစ်ပါတယ်။လိုချင်သောပုံစံပေါ်မူတည်ပြီးနှစ်ထပ်ကနေ14ထပ်လောက်အထိမှုတ်ပေးလို့ရပါတယ်။သုံးမဲ့အယောင်များဖြော်ဆက်ပုံကိုပြသပေးမှာဖြစ်ပါတယ်။အသင့်ဖြော်ဆက်ပြီးသား PUC လာတဲ့ကိုရွှေမုံထဲမှာဖြစ်ပါတယ်။ရွှေမုံကိုလိုအပ်သလောက်ထည့်ပေးရပါမယ်။များသွားရင်ခန်းပိတ်သွားနိုင်ပါတယ်။စီလာနဲ့ရွှေမုံရောထားတာကိုနှံ့ဆက်အောင်မှွေပါမယ်။အသုံးပြုမဲ့ဆေးကွက်ထဲထည့်ထားပါမယ်။အခုအသုံးပြုမဲ့အယောင်ကတော့38010373 Pigment Stain ဖြစ်ပါတယ်။တင်ဖြော်ထားတဲ့ PUC လာတဲ့ကို38010373 Pigment Stain ထည့်ပါမယ်။ဖြော်ဆက်ပြီးသားစီလာ100% ကို38010373 Pigment Stain 10ထည့်ပါမယ်။စီလာနဲ့စတိန်ရောထားတာကိုနှံ့ဆက်အောင်မှွေပါမယ်။အသုံးပြုမဲ့ဆေးခွက်ထဲကိုထည့်ထားပါမယ်။ဖြော်ဆက်ထားတဲ့ဆေးတွေကိုစပရေးကန်ထဲသို့ရေစစ်ပြီးထည့်ပါမယ်။ဆေးများကိုအသုံးမပြုမီစစ်ပြီးသုံးပေးရပါမယ်။အမှုန်များမပါစေရန်ဖြစ်ပါတယ်။အသုံးပြုမဲ့ပစ္စည်းတွေပေါ်မှာအယောင်များကိုတစ်ထပ်ပြီးတစ်ထပ်လိုချင်သလောက်မှုတ်ပေးရပါမယ်။
6သိန်းချိန်2နာရီထားပေးရပါမယ်ရွှေရောင်နဲ့38010373 payment stain ကိုအထက်ရည်တစ်ထပ်ချင်း8ထပ်အထိမှုတ်ထားပြီးသားဖြစ်ပါတယ်6သိန်းချိန်ပြည့်ပြီးသားပစ္စည်းတွေကိုလိုချင်တဲ့ရုံးတဲ့ပုံစံရအောင်ကော်ပတ်နဲ့ဖောက်ပြမှာဖြစ်ပါတယ်ကော်ပတ်နံပါတ်150ကိုအသုံးပြုမှာဖြစ်ပါတယ်ပစ္စည်းတွေကိုတန်ရှင်းရေးလုပ်ပါမယ်ကိုလိုချင်သောပုံစံဒီဇိုင်းများလည်းပြုလုပ်နိုင်ပါတယ်ပုံစံအကွက်များညီညာစေရန်တိတ်ကပ်ပြီးပြုလုပ်ပြမှာဖြစ်ပါတယ်စေးတင်ထားတဲ့အထက်များတစ်ထပ်ချင်းပေါ်လာသည့်အထိစားပေးသွားရမှာဖြစ်ပါတယ်ကိုတင်ထားတဲ့အထက်ရည်အတိုင်းကော်ပတ်စားစဉ်ပေါ်လာမှာဖြစ်ပါတယ်ကိုလိုချင်တဲ့အကွက်ဒီဇိုင်းများဖော်ပြီးပါကတန်ရှင်းရေးပြုလုပ်ပေးရပါမယ်ပြီးနောက်အောက်ကဖောက်ထားတဲ့ဒီဇိုင်းများပုံမူပြီးတော့ကြွလာစေရန်3301 die stain ကိုအသုံးပြုမှာဖြစ်ပါတယ်။တန်ရှင်းရေးပြုလုပ်ပေးရပါမယ်။အခု3301 3099လိမ်မော်ရောင်ကိုအသုံးပြုမှာဖြစ်ပါတယ်။အရောင်အနူးရင်လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။3301 3099လိမ်မော်ရောင်တုပ်ပြီးရင်အဝတ်6နဲ့ပြန်တုပ်ပေးရပါမယ်ပြီးနောက်ပစ္စည်းတွေကိုစီလာတကုတ်တင်ပါမယ်စီလာ6သိန်းချိန်2နာရီအထက်ထားပေးရပါမယ်တန်ရှင်းရေးလုပ်ပြီးလိုက်ကမှုတ်လို့ရပါပြီ